ခုမြင်တွေ့နေရတာတော့တောင်ညာစပါးစိုက်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြေပန်းဒေသလို့မဟုတ်တောင်ညာစပါးကတော့တယောက်ကဒီယုံလေးနဲ့အခုလိုတောင်ညာကဘာကိုတုံရုံးလေးနဲ့ထိုးပြီးတော့နောက်တယောက်ကစပါးမျိုးစီလေးကိုလိုက်ပြီးတော့အစီချတာပဲဖြစ်ပါတယ်ဓာတ်ရိုက်အစီချစိုက်တဲ့စိုက်နည်းပဲဖြစ်ပါတယ်ကျွန်တော်တို့မြေပြန့်မှာတော့ပြုတ်ပြီးမှစိုက်ကြတာပဲဖြစ်ပါတယ်ဒါကတော့ဓာတ်ရိုက်အစီချစိုက်နည်းပဲဖြစ်ပါတယ်တောင်ယာတွေကိုအခုလိုပဲမစိုက်ခင်မှာမြက်တွေအမိုက်တွေကိုတော်မီရှုပ်ရှင်းလင်းပြီးမှလားအခုလိုလောက်ရတာပဲဖြစ်ပါတယ်တောင်ယာစပါးစိုက်နည်းမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်မြင်ဘူးတဲ့ရှိအောင်လို့ဘုဒ္ဓအနေဖြင့်တင်ဆက်ပေးရခြင်းမှာဖြစ်ပါတယ်ဒါကတော့မန္တုံမြို့နယ်ပန်းရောင်ရွာမှာပဲဖြစ်ပါတယ်ပန်းရောင်ရွာအနီးမှာရှိတဲ့တောင်ယာပေါ်ကိုအခုလိုတောင်ယာစပါးစိုက်ပျိုးခြင်းဘုဒ္ဓအနေဖြင့်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်